ဆရာဆုံးပြီဆရာမြတ်တန်းတင်ဆုံးပြီကြီးတွေပြူတယ်တက်လက်စလေဟာငြိမ်တိတ်သွားတယ်မြေငိုလေငိုကောင်းငင်ငိုစာဖတ်သူတွေငိုဆရာသေးပြီဆရာမြတ်တန်းတင်ပေးပါပြီဒါဟာအိမ်မက်လားတကယ်လားတကယ်မှုသာဆရာချစ်တဲ့ချစ်သူတွေဆရာကိုချစ်တဲ့ချစ်သူတွေဒီမှာဆရာဇာပနအတွက်စုယုံနေကြတာပေါ့ကျွန်တော်တို့တွေအသက်ရှင်တော့မှသိချင်းမရှိဘူးသိပြီးနောက်မှလည်းကျွန်တော်တို့ဆက်လက်အသက်မရှင်တော့ဘူးလို့ Epicurus ကရေးခဲ့တယ်တဲ့ဆရာနှလုံးသားနဲ့ဆရာလက်ဖြားတွေကအဘိဓမ္မာပါတဲ့စာတွေစမ်းရည်လို့တသွင်သိစင်ပြီးတော့ဘူးလားဆရာကျွန်တော်တို့တွေဖတ်ဖို့အဆေးတွေရွေးပြီးဘာသာပြန်ပေးပါအောင်ဆရာလူလောကထဲမှာလူတစ်ယောက်အဖြစ်အသက်ရှင်နေထိုင်ရတဲ့အဖို့အခါအတွက်ထိုက်တန်တာတဲ့ဆရာကပုံမူပေးအပ်ခဲ့တယ်လောကလူသားတွေအထက်ကိုတက်လှမ်းဖို့နှိမ့်ချဆုံးလမ်းဟာစာပေပဲဖြစ်တယ်ဒီလမ်းပေါ်မှာဆရာတက်တက်လုံးရှောက်လန်းခဲ့တယ်မိုးလင်းကမိုးချုပ်နေ့အလင်းရောင်ရှိတဲ့မြဆရာအပတ်တကုတ်အားထုတ်စာပေရေးသားဘာသာပြန်တဲ့အလုပ်တွေလုပ်ခဲ့တယ်ရဝေးခီးထွက်နေတာကလွဲလို့အိမ်အပေါ်ဓာတ်မှာလက်နှိပ်ဆက်တာမကြားရတဲ့နေမရှိခဲ့ဘာသာပြန်ဝတ္ထုတွေသမိုင်းဒသနအထုပ်ပတ်တိခရီးသွားစာပေဝေဖန်ရေးပင်ကိုရေးဝတ္ထုပြဇတ်ကြပြစာအုပ်တွေဆရာအားထုတ်ဖန်တီးခဲ့သမျှပုံစံအောင်လိုက်ဖတ်နိုင်ဖို့တောင်ခက်လောက်အောင်ပါပဲလာခြင်းကောင်းသောအရှင်တဲ့ဆရာဘာသာပြန်တဲ့စာအုပ်ရဲ့အမည်နာမဟာဆရာမှာသင်ဟတ်တယ်စစ်နှစ်ငြိမ်းချမ်းရေးဒုက္ခမြို့တော်ပြည်ပြည်တော်မျှော်တိုင်းဝေးလေယူတုံတုံခန်းဆောင်နေအိမ်မက်စာအုပ်ပေါင်း80ကျော်ပါတယ်တကယ်တော့ဆရာဟာဆရာရင်ကိုဖြန့်ကားတပြည်လုံးအပြန့်အကျယ်မန်းတက်ထိုးပြီးဆရာစေတနာရှိတိုင်းစာပေရတအတူပွဲကြီးပေးခဲ့တာပါပဲလားလိုက်ဆိုတာလည်းဖတ်တူလေးအကျဉ်းကိုဘာသာရေးအနေနဲ့ကြည့်ကြည့်ဒါသနာအနေနဲ့ကြည့်ကြည့်ဟုတ်လားခုမြင်ခုပြောက်ဟုတ်လားဘယ်ဒီချင်းလေးတွေသွားနေတယ်ဘယ်သူဖြစ်ပြောလားငါလုံးနေလုံးချမ်းမှန်ကြီးနေငါရေးချင်တာရေးတဲ့နာလေးကိုရေးချင်တာလေးရှိတယ်တခါလေးရေးတဲ့နာလေးရှိတယ်နော်အဲ့ဒါရေးမယ်ဆိုတော့ရေးတာရေးတော့တော်တော်များများကျွန်တော်ကခုဒီနေ့လုံးမပါလို့မှမရှိတော့ဘူးကို professional လည်းပဲကိုလို့ချင်တာကိုကဖြစ်ချင်တာလည်းစာရေးဆရာလည်းဖြစ်ချင်တယ်ကျန်တာဘာမှမဖြစ်ချင်ဘူးလောကကြီးဖြစ်ချင်လို့အာနာလည်းမလို့ဘာမှမလို့စာရေးဆရာလည်းဖြစ်ချင်တယ်နော်အဲ့တော့ပတ်စံလည်းမချမ်းတော့မချမ်းသာခြင်းစားလာတော့ဘူးစာမမေးနေကျင်တာပဲအဲ့တော့ဒီချိန်ကြီးကိုကာဗာဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ဘာလို့ဒီနေ့အလုပ်လဲကိုမမမဘာရမရှိဘူးနော်ရုံးလုံးမရှိဘူးဘေးလုံးမရှိဘူးစီဝိုင်းလုံးမရှိတော့ဟုတ်လားဒါလေးနဲ့ထမင်းစားနေရတယ်ပြီးလာပဲဆိုပြီးတော့ကျွန်တော်နေတိုင်းရုံးတက်တယ်လို့စာရေးတယ်ဒါမှလည်းလမ်းကြောက်ကပြန်လာရင်လည်းဒီမိုးချူပန်းပြီးလာလို့ကျွန်တော်ဖိတ်နေပါလိမ့်တောက်ပြီးတော့ကျွန်တော်စာတိုင်းရေးတာဒီနေ့ကုန်ကြီးတာနော်ဆက်တိုင်းရထမင်းစားတယ်အဲ့ဒါလည်းတော့အဲ့ဒါစကားပြောတဲ့ဘာညာရှိတာပေါ့လေ။သွားကြရှိတော့သွားတယ်။သွားကြမရှိဘူး။တနေ့လုံးကျွန်တော်စာမီးရနေတယ်တရမရှိဘူး။နောက်ခဏနားတယ်။နားပြီးနေကြတခါတနင်္လာတော့ဟုတ်လားဆက်စားရည်တယ်။အဲ9နာရီလောက်ဒီဘက်တွေတော့ပြီးဆက်စားရည်။ညတိုင်းပြီးတော့နော်စာပတ်တော့လေ။ဒီလိုလေးပါလေရုပ်ရှင်တွေ TV လေးပါလေတော့ကြည့်ထားတယ်။အဲ့တော့တနေ့ကုန်ကျွန်တော်ရေးတာအဲ့တော့ဒီကျွန်တော်စာရေးဆရာကြီးတွေနိုင်ငံခြားစာရေးဆရာကြီးတွေရေးတာပြောတာဖတ်ဖို့မကြိုက်မှန်းလည်းဆိုရင်ဒီနေ့စာမျက်နှာဆက်မျက်နှာတော့အမြဲတမ်းကြီးအဲ့တော့နောက်ဒီအာရမတ်တို့ပါလို့ဆိုနေတယ်မေးရင်ဆမဆက်မောင်လို့ပါလို့ဆိုနေမေးရင်လည်းရေးတာကြီးဆမဆက်မောင်ဆိုရင်မနေ့ကလည်းနေသူကလည်းပဲအဲ့ဒီပဲမင်းရင်လည်းသူကဇွဲထိုင်ရေးတာရေးတော့တမျက်နှာရေးပြီးတော့စိတ်ပါသွား
ရေးပြသွားကျွန်တော်လည်းအဲ့လိုပဲမနေ့တိုင်ဆိုရင်တော့ဒီကျွန်တော်တက်ပိတ်တဲ့နဲ့စာရေးတာတက်ပိတ်တဲ့နဲ့အဲ့ဒီတက်ပိတ်တဲ့မဖွင့်ပြီးတော့ဒီစပွဲကိုမထိုင်ရရင်စိတ်ထဲမှာဒီနေ့နေလို့မရဘူးဖြစ်တော့ဟုတ်အကျင့်ဖြစ်သွားတယ် condition ဖြစ်သွားတာဟုတ်လားဟိုအဲ့တော့မနေ့နဲ့ဆိုရထိုင်ရေးတာနော်ကြီးတော့တခါလေးလည်းကိုယ်ပိုင်ရေးတယ်တခါလည်းကိုယ်ပိုင်စဉ်းစားလို့မရရင်ဘာသာပြန်ဝင်စာအုပ်လို့ရှိတယ်အဲ့ဒါကောက်နေတာအဲ့တော့နေတိုင်းတော့15မျက်နှာလောက်တော့ရေးပြနေတာတနည်းကြီးဒါကြောင့်မို့များသွားတာကတော့အဲ့ဒီရေးပြနေတာဘာမှတင်ပြီးနေလို့မလုပ်ဘူးဟုတ်တယ်အိမ်ကလည်းပဲဒါဟိုသူ့လိုကိုယ်ကလည်းကိုယ်လိုဆိုတာအဲ့ဒါလို့ဘာလို့သိမလာရင်တော့ရေးပြသွားတာပါအဲ့ဒါနားတဲ့ခါကျတော့လည်းပဲအဲ့ဒါနဲ့စကားလို့ရေးပြတာရှိတယ်ပေါ့နော်အဲ့ဒီဒီဒါကြောင့်ရေးပြသွားတာအဲ့တော့ခုဒီကျွန်တော်ရေးပြထားတာတော်တော်များတယ်မထိုးရသေးတာကတော်တော်များသေးတယ်စေနာကတော့ကျွန်တော်ကဒီဟိုဘာသာပြန်နေဆိုရင်ဥပမာသူဥပမာဘာသာပြန်ပြောပါစို့ဟုတ်ကဲ့ကျွန်တော်စာအုပ်တွေကိုဖတ်လိုက်တယ်အဲ့စာအုပ်ကိုဖတ်လိုက်ကျွန်တော်ဟိုကိုခန်းစားကိုကသဘောကျတော့တီးတီးဖြစ်သွားတော့ဟိုခန်းစားရတယ်အဲ့လိုမျိုးကိုပေးခြင်းတယ်ညဖို့ပေးခြင်းတော့မဖတ်ရသေးတဲ့လူသူမဖတ်နိုင်တဲ့လူဟုတ်လား